လေးရှားကိုရောက်ခဲ့ပြီးဒီနေရာကိုမသွားခဲ့ရဘူးဆိုလို့ရှိရင်သင်မလေးရှားကိုတကယ်မရောက်ခဲ့ဘူးလို့တော့ပြောလို့ရပါတယ်။နှစ်ပေါင်းတန်း400ကျော်ရှိပြီဖြစ်တဲ့ထုံးကျောက်ကြီးတွေရှိတဲ့နေရာကမ္ဘာအမြင့်ဆုံးရုပ်ထုတွေကတစ်ခုလို့သတ်မှတ်ခံထားတဲ့ရုပ်ထုကြီးရှိတဲ့နေရာအဲ့ဒီနေရာကတော့မလေးရှားနိုင်ငံဆလန်ကိုပြည်နယ်ကဘာဒုကိတ်ဟေနူဘုရားကျောင်းပဲဖြစ်ပါတယ်။အဲ့နေရာကိုဆက်ရောက်သွားပြီဆိုတာနဲ့ဟေနူဘုရားရုပ်ထုအကြီးကြီးနဲ့ရောင်စုံလက်ကလေးတွေကိုအရင်ဆုံးစမြင်တွေ့ရမှာပါပြီးတော့ဟေနူဘုရားရုပ်ထုကြီးရဲ့အရှိမကိုစာကျွေးနေရတဲ့မြင်ကွင်းကလည်းကျွန်တော်တို့မြန်မာနိုင်ငံစုလေဘုရားရှိကိုပြန်ရောက်သွားတယ်လို့ခံစားရပါတယ်ရုပ်ထုကြီးရဲ့နောက်မှာဆိုလို့ရှိရင်ရန်လာတဲ့တောင်ကြီးနဲ့ရောင်စုံလက်ကလေးတွေကိုတွေ့ရမှာပါကျောင်းစုလက်ကလေးတွေတိုင်းအပွဲရောက်ပြီဆိုတာနဲ့အပေါ်စီကနေ KM မျိုးကြီးရဲ့အလှကိုခံစားရမှာပဲဖြစ်ပါတယ်။1960လောက်ကဂူကြီးကိုရှာဖွေတွေ့ရှိခဲ့ပြီးတော့တမိုင်းကျောင်းပေါ်တက်ချက်တွေကဂူကြီးရဲ့အသက်တန်းဟာနှစ်ပေါင်းတန်း400ကျော်ရှိခဲ့ပြီလို့သိရပါတယ်။ဒီကျောင်းလိုင်ဂူကြီးတွေကိုစောင့်ဝင်သွားပြီဆိုတာနဲ့ဟေနူဘာသာရဲ့အမွှေးသက်တွေကိုစပြီးခံစားရမှာပါ။လိုင်ဂူတွေကိုရောက်သွားပြီဆိုလို့ရှိရင်တမိုင်းကျောင်းနဲ့ဟေနူဘာသာရေးဆိုင်ရာတွေကိုလေ့လာခြင်းတဲ့သူတွေတော့လေ့လာကြရတဲ့အများကြီးရှိနေပါတယ်။1890ခုနှစ်မှာအိန္ဒိယလူမျိုးတယောက်ကဘာဒုကိတ်ရဲ့ကူပုံစံကိုမာရူကန်ဖျားရဲ့လှန်နဲ့ဆင်တူတယ်လို့မြင်တွေ့ခဲ့ရတာကနေစပြီးဟိန္ဒူဖျားကြောင့်ဖြစ်ပေါ်လာခဲ့တာပါအဲ့ဒီနောက်ပိုင်း1890ခုနှစ်မှာတော့ဂူထဲမှာပထမဆုံးမာရူကန်ဖျားရုပ်ထုကိုတည်ဆောက်ခဲ့ပြီးဘာဒုကိတ်ကိုဟိန္ဒူဖျားကျောင်းဖြစ်စတင်အသုံးပြုခဲ့တာပဲဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ဘာဒုကိတ်ဟာမလေးရှားနိုင်ငံရဲ့တဘာဝနဲ့ဟိန္ဒူဘာသာရေးတွေပေါင်းစည်းထားတဲ့တမိုင်းဝင်နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။အခုဆိုရင်ဒီနေရာမှာဟိန္ဒူဘာသာရဲ့အရေးကြီးဆုံးဖြစ်တဲ့တာဝူဇန်ပွဲတော်ကိုတောင်းနဲ့ချီတဲ့လူအုပ်ကြီးကနှစ်စဉ်ကျင်းပလေ့ရှိနေပါပြီ။အဲ့ဒါကြောင့်ပဲဘာဒုကိတ်ကမလေးရှားနိုင်ငံအထင်ကြီးနေရာတစ်ခုဖြစ်လာခဲ့တာပါအဲ့ဒါကြောင့်မလေးရှားကိုရောက်ရင်ဒီနေရာလေးကိုမဖြစ်မနေသွားရောက်လက်ပတ်သင့်ပါတယ်ခင်ဗျာနောက်ထပ်လည်းမလေးရှားရဲ့အထင်ကြီးနေရာတွေအပြင်မလေးရှားနဲ့ပတ်သက်တဲ့ဘိုးသူရရစရာဗီဒီယိုတွေကိုအမြဲတမ်းတင်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပါအောင်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးရတယ်တော့ပါပဲနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်အားလုံးပဲbye bye